ဒီမိန်းကလေးဟာအမဲသားခောက်ဆွဲကိုအရန်ကြိုက်ပြီးနေတိုင်းလိုစားတတ်ခဲ့တယ်။ဒါပေမဲ့တနေ့မှာတော့သူမအံ့အားသင့်သွားခဲ့တယ်။အတူတူခောက်ဆွဲကိုပဲစားနေတာဖြစ်ပေမဲ့တခြားသူတွေက$18ပဲပေးရပြီးသူမကတော့$20ပေးနေရတာကိုသိလိုက်ရတာပဲမိန်းကလေးကချက်ချင်းဆိုင်ရှင်ကိုသွားမေးခဲ့တယ်။ဘာကြောင့်သူမကိုတခြားသူတွေနဲ့မတူပဲဈေးပိုယူရတာလဲဆိုပြီးမေးလိုက်တယ်။ဆိုင်ရှင်ကအနှဲငယ်စိတ်လှုပ်ရှားသွားပြီးမိန်းကလေးအတွက်ပိုများတဲ့ portion ပေးထားလို့ပါလို့ဖြေရှင်းဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့မိန်းကလေးကသူမရဲ့ခောက်ဆွဲနဲ့တခြားသူတွေရဲ့ခောက်ဆွဲကြားဘာမှမကွာတာကိုတွေးလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲဆိုင်ရှင်ကသူမကိုလိမ်လည်နေတာကိုသိလိုက်ရတယ်။တကယ်တော့လွန်ခဲ့တဲ့တစ်နှစ်ကမိန်းကလေးရဲ့အဖေကဒီဇနီးမောင်နှံကိုသူတို့မိသားစုဆိုင်ကန်းကိုငှားပေးခဲ့တာဖြစ်ပြီးသူတို့မိသားစုကအလွန်ဆင်းရဲလို့အိမ်ငှားကတော့တဝက်လျှော့ပေးထားခဲ့တာဖြစ်တယ်။မိန်းကလေးကဒီခောက်ဆွဲဆိုင်ရဲ့အရသာကိုစမ်းဒါပေမဲ့သူမဆိုင်ထဲဝင်လိုက်တာနဲ့ဆိုင်ရှင်ရဲ့အမေကရုတ်တရက်လေးဖြတ်ပြီးမြေပေါ်လဲကျသွားတာကိုတွေးလိုက်ရတယ်။ဇနီးမောင်နှံကချက်ချင်းဆေးရုံကိုဖုန်းဆက်အကူအညီတောင်းခဲ့ပေမဲ့ဆေးရုံဘက်က ambulance တွေအကုန်ထွက်နေပြီးလူနာခန်းလည်းမရှိတော့ဘူးလို့ပြန်ပြောခဲ့တယ်။အဲ့ဒါကြောင့်ယောက်ျားကပတ်ဝန်းကျင်ကလူတွေကိုအကူအညီတောင်းခဲ့တယ်။ဒါပေမဲ့အနီးနားကလူတွေကမြင်တာဒီဇနီးမောင်နှံကိုတနာသွားတဲ့မိန်းကလေးကသူတို့ကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။သူမရဲ့ connection တွေသုံးပြီးဆေးရုံမှာ special ward တခန်းစီစဉ်ပေးခဲ့တယ်လို့ကားလေးစီစဉ်ပေးပြီးဆေးရုံကိုပို့ပေးခဲ့တယ်။ဒီဇနီးမောင်နှံကမိန်းကလေးကိုအရန်ကျေးဇူးတင်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးမိန်းကလေးကချမ်းသာတဲ့သူဆိုတာသိသွားတဲ့နောက်သူမဆိုင်လာစားတိုင်း$2ပိုယူလာခဲ့ကြတယ်။ဒါကိုသူမကအဲ့ဒီဆိုင်ကိုမကြာခဏလာစားခဲ့ပြီးကိုယ်တိုင်တင်မကတငယ်ချင်းတွေနဲ့လုပ်ဖော်ကင်ဘက်တွေကိုပါခေါ်လာစားစေခဲ့တယ်။ဒါအပြင်ဆိုင်ရှင်ရဲ့ကလေးတွေကို snack တွေတစ်တီးတွေဝယ်ပေးတတ်ပြီးအားလက်ချိန်မှာ homework ပါကူညီပေးတတ်ခဲ့တယ်။ဒီလိုအခြေအနေဟာတစ်နှစ်လုံးကြာခဲ့တယ်။ဒီဇနီးမောင်နှံကဒီလောက်ထိကျေးဇူးမတိတတ်ကြမယ်လို့သူမမထင်ခဲ့ဘူး။အဲ့ဒါကြောင့်သူမစိတ်ထဲမှာဒီခောက်ဆွဲဆိုင်ကိုဒီလိုအခြေအနေဟာတစ်နှစ်လုံးကြာခဲ့တယ်။ဒီဇနီးမောင်နှံကဒီလောက်ထိကျေးဇူးမတိတတ်ကြမယ်လို့သူမမထင်ခဲ့ဘူး။အဲ့ဒါကြောင့်သူမစိတ်ထဲမှာဒီခောက်ဆွဲဆိုင်ကိုနောက်တစ်ခါမလာတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။သူမကဆိုင်ရှင်ကိုခောက်ဆွဲထုတ်ပေးဖို့ပြောလိုက်တယ်။ဒါပေမဲ့ထွက်တော့မဲ့အချိန်မှာတူတွေမှာမှုတက်နေတာကိုသတိထားမိလို့အစ်စ်တစုံယူလိုက်တယ်။မထင်မှတ်ပဲဆိုင်ရှင်ကအဲ့ဒါကိုမြင်တော့သူမကိုရက်လိုက်ပြီးပတ်စံမပေးဘဲထွက်မသွားနဲ့လို့အော်ပြောခဲ့တယ်။မိန်းကလေးကသူမပတ်စံပေးပြီးသားဆိုတာသိလို့မအာရုံစိုက်ပဲထွက်သွားဖို့စူးစမ်းခဲ့ပေမဲ့ဆိုင်ရှင်ကထပ်ပြီးပတ်စံပေးဖို့တောင်းဆိုနေခဲ့တယ်။တခြား customer